နေတဲ့စိတ်ရောဒီမန်လေးမြို့ရန်ကုန်မန်လေးလမ်းဟောင်းမှာရှိရဲစက်မှုပညာအနားမှာရှိရဲစိတ်ရောပေါ့နော် Brian Ruby Flower စိတ်ရောဖြစ်တယ် project စမယ်ဆိုရင်ကျွန်တော်အနေနဲ့ design stage ကစခဲ့ပေါ့နော် design stage စတယ်အဲ့ကနေပဲကျွန်တော်အနေနဲ့ဘယ်လိုလေးဆောင်ရွက်ကြမယ် installation ရောလျှက်စစ်ပန်းမကန်တွေရောဘယ်လိုမျိုးလေးဆောင်ရွက်မယ်ဆိုတာမျိုးနဲ့စပြပါတယ်ဒီတိုင်းမှာကျွန်တော်ဒီ material ခက်ခဲလေးရှိရတဲ့အတွက်ကြောင့်ကျွန်တော်ဒီတကယ် project စတဲ့အချိန်ကနေပြီးတော့အဆုံးထိကကြတော့၄လဝန်းကျင်တော့ရှိခဲ့ရပေါ့နော်နောက်တော့ installation ရော production ရောနှစ်ခုလုံးဖြစ်နေတာပေါ့ကျွန်တော်ဒီ communication ဖြစ်တဲ့အချိန်မှာကျတော့အဓိက on site မှာလိုအပ်ချက်တွေပေါ့နော်ကျွန်တော်အနေနဲ့ site တာဝန်ခံရှိရယ်site တာဝန်ခံကနေပြီးတော့တေချာလေးဆောက်လုပ်ပြီးတော့ကျွန်တော်ဒီရန်ကုန်ရုံးကိုပို့တယ်ရန်ကုန်ရုံးကနေမှရလာတဲ့ list ကိုကျွန်တော်အနေနဲ့တကယ်လိုအပ်တာလားဆိုပြီးတော့ပြန်ပြီး checking လိုက်တယ်လိုက်ပြီးတော့မှကျွန်တော်တို့က production စပြီးတော့ဒီ man လေးပြန်ပြီး transportation ပြန်ပို့တာပေါ့ဒါပေမဲ့ follow up plan တော့ပြန်လုပ်ဖြစ်တယ် site တာဝန်ခံကရောက်မဲ့ရက်ကိုရောက်လာပေါ့နော် transportation ရဲ့ check လေးတွေဖြစ်တာပေါ့ဆိုတော့တကယ်ရောက်တဲ့အချိန်မှာလည်းဒီ material မှာထားတဲ့အတိုင်းပဲရောက်လာအဲ့လေးကိုတော့အမြင်လုပ်ဖြစ်ပါတယ်ဒီကတော့ကျွန်တော်ဒီဘက်ကလုံးအနေနဲ့တန်းကြီးလုံနိုင်တဲ့ဟာမျိုးပေါ့တန်းကြီးကကျတော့ဒီတစ်စစ်ပိုင်းရောမငင်နေကြပိုင်းရောကျွန်တော်အနေနဲ့ဆောင်ရွက်နိုင်တယ်ပြီးနောက်တစ်ခါကျွန်တော်မှာကိုယ်ပိုင်စက်ရုံနဲ့ရှိတဲ့အတွက်ကြောင့်ကိုယ်ပိုင် design နဲ့ကိုယ်ပိုင် production လုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်ဒီစက်ရုံမှာဆိုရင် electrical ဘိုင်းအောင် mechanical ဘိုင်းအောင်ပေါ့နော်တက်စင်ရေးအကုန်လုံးတော့လှုပ်ဆောင်ပြီးတယ်ဆက်အဝင်ကနေပြီးအထွက်တီးပေါ့ကျွန်တော်အစားဆုံးလှုပ်ဆောင်ပြီးတယ်ပြီးတော့ဒီ story tag တွေနောက်မှမြန် story tag တွေရောအကုန်လုံးပေါ့ production တွေအားလုံးအစားကျွန်တော်စက်ရုံကနေအကုန်လုံးထုတ်ပြီးလုပ်ပြီးတာပေါ့ဆိုတော့ tanky project ပဲဆိုတော့